မေကွန်းငယ်ငယ်တုန်းကတပီဝစ်ကြီးလာတော့ထပီချို့အဖြေမှန်ထမ်းပင်မေကွန်းသူ့ကိုရိုက်တော့ချာချာလဲကျိုးကိုဆွဲပြီးငိုရှာတယ်အဖြေမှန်ဂျီစီမေကွန်းသူ့အပင်ရွဲ့နောက်မတက်ကောင်းစားကောင်းပါရဲ့ဘူးတန်နဲ့ယွန်းဆရာကြီး It's disgusting. နင်ကတော့ပြဿနာတက်ပြီ You are in trouble. နင်ဒီမှာဘာလာလုပ်တာလဲ What are you doing here? ငါလွယ်တယ်လို့ထင်ခဲ့တာ I thought it was easy. ငါပိုက်စာနေတုံးပဲ I'm still hungry. စင်ချေမပေးနဲ့ Don't make an excuse. ငါ့ကိုမလိမ်နဲ့ Don't lie to me. ပတ်စံအေးယူဖို့မမေ့နဲ့နော် Don't forget to bring your wallet. အပြင်တွားရအောင် Let's go out. မင်းတင်းနေအားလား Are you free today? မပြင်းနဲ့ Don't be lazy. ငါ့ကိုတကြီးကြီးလောက်တာရက်တော့ Stop nagging me. ငါနောက်ကျတာလား Am I late? ဒါတာမိမိများအတွက် English စကားပြောအတန်းဖွင့်ပေးပါမယ်လေးလပိုင်း၄ရက်နေ့အတန်းစပါမယ်လူချင်းတွေ့ပြီး online ပေါ်မှာတင်ကြမယ်တစ်ပတ်ကို3ရက်တင်ပေးပါမယ်တောက်ကြစနေတနင်္ဂနွေအချိန်ကတော့ညပိုင်း9နာရီနဲ့10နာရီသမီးကတိပေးတယ် I promise. ဒါလေးကိုကောက်လိုက်ပါ Pick it up. ဒါလေးကိုချလိုက်ပါ Put it down. လက်ထောင်ပါ Raise your hand. မြန်မြန်လှုပ်ပါ Hurry up. ခုသမီးတွားတော့မယ် I have to go now. သမီးအိတ်ငိုက်တယ် I'm sleepy. သမီးမောတယ် I'm tired. မင်းဖုန်းဆော့ပြန်ပြီလား Are you on your phone again?